ဝေရောသူအနတကိုင်းဝေကျေးဇူးရှိမိခင်ကြီးတော်များတော်သည်ဖြစ်ရဘဝနောက်ရဘဝတို့၌ချမ်းသာဒုက္ခမျိုးမျိုးလုံးနဲ့တွေ့ကြုံခံစားဆံရပါသည်သာရှင်ဘုရားကျေးဇူးပြီးတော့ဒီဥထေမောင်နဲ့မိသားစုများဤကိုမောင်မဆွေတော်မျိုးတော်အားလုံးသောသူတော်စင်ပေါင်းတို့လည်းဒီကောင်းမှုကြောင့်အသက်ရှင်စွာနာမည်နာမည်ခြင်းကြောင့်ကောင်းမှုတွေကဖြစ်ရပြီးကိုယ်ချင်းကြရငါချင်းကြရတေချင်းကြရနိဗ္ဗာန်ဤအထောက်အပံ့ဖြစ်ရပါလို့ဤဖြစ်ရပါပြီလားရှင်ဘုရားဒီကောင်းမှုဤဘုရားကကိုလုံးခဲ့သောတလားမြတ်ကဝေရုံနေသောရတ္တကိုင်းဝေကျေးဇူးရှင်မိခင်ကြီးတော်များသန်းအားသူအားဖြင့်မြတ်ဒီလိုကပါဤရှင်ဘုရားဓမ္မတစ်ပါး30ပုံဖြင့်ခြေလေဒီတိုင်းကြကုန်သောဝိနည်းယဥဒိတဘုဒိတတဏှာပေါင်းတို့အားအမြဒီလိုကပါဤရှင်ဘုရားမြာယာ၍ဝမြဝန္တာအာရုံမောရဏခေါ်ဆိုနိုင်သည်ဖြစ်ပါသည်တော်မေရောဤတို့များသံနေတော်အားလုံးကြာကြာသမျှမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုမေရောဤတို့များသံနေတော်အားလုံးကြာကြာသမျှမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုမေရောဤတို့များသံနေတော်အားလုံးကြာကြာသမျှမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု